ဒီနေ့အတွက် collective love reading လေးကိုပြောပြပေးချင်ပါတယ် collective reading ဖြစ်တာကြောင့်ကိုယ်နဲ့ energy ကိုက်ညီမှသာယူပေးပါနော်သင်တို့အနေနဲ့အတိတ်မှာတော့ကိုယ်နဲ့လုပ်ငန်းခွင်နေရာတူတဲ့သူဒါမှမဟုတ်ကိုယ့်ဘဝအတွက်တိုးတက်ကြောင်းကိုလုပ်နေတဲ့ဒီပတ်ဝန်းကျင်ပေါ့နော်ဒီအတိုင်းအဝန်းတွေကကိုကဒီလူတစ်ယောက်နဲ့တွေ့ဆုံပြီးတော့မှ relationship တစ်ခုကိုခိုင်မာစွာနဲ့စတင်ခဲ့ပါလိမ့်မယ်ဒီ relationship ကအခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ growing ဖြစ်ပြီးတော့မှအခုအချိန်မှာအခြေတကျဖြစ်နေတဲ့ relationship တစ်ခုတည်းကိုရောက်ရှိနေပြီဖြစ်တယ်ပေါ့နော်နှစ်ယောက်စလုံးရဲ့ဒီအားစိုက်ထုတ်မှုတွေကဒီ relationship တစ်ခုကဒီလိုမျိုးအခြေတကျအရာထင်လာတာဖြစ်ပါတယ်ကို့အနေနဲ့ကိုချစ်သူရည်စားအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့လုပ်ငန်းစီးပွားဒီအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ယာတူးတိုးတဲ့သတင်းတွေဒါမှမဟုတ်သူအလုပ်ကိုင်းအဆင်ပြေတဲ့ဒီလိုမျိုးသတင်းကောင်းလေးတွေကြားသိရဖို့ရှိနေပါတယ်ရှေ့လျှောက်အနာဂတ်မှာလည်းဒီ relationship လေးอ่ะပေါ့เนาะဒီထက်ပိုပြီးတော့အဆင်ပြေပြေတည်ငြိမ်နဲ့ပေါ့เนาะstable ဖြစ်နဲ့ grounded ဖြစ်နဲ့ဒီ relationship ဟာအပေးယူမျှနဲ့ဆက်ပြီးတော့မှရှင်သန်ကြီးထွားသွားဖို့ရှိပါတယ်အဲ့တော့ကို့အနေနဲ့သတိထားရမှာလေးတစ်ခုကတော့သူနဲ့ပေါ့เนาะကိုယ့်ရဲ့ခံစားချက်တွေကိုအတိအလင်းပေါ့နော်သူနဲ့ပွင့်လင်းဆွေးနွေးတာပြောဆိုတိုင်ပင်တာမျိုးclarity ရှိနဲ့ပေါ့နော်အဲ့လိုမျိုးသွားစေချင်ပါတယ်ပွင့်လင်းပေါ့နော်တယောက်နဲ့တယောက် open communication နဲ့ clarity ရှိနဲ့ပြောဆိုမယ်အပြန်အလှန်ဆွေးနွေးတိုင်ပင်မယ်ဒီလိုပုံစံလေးသွားစီခြင်းနဲ့အကြောင်းလေးပေါ့နော်ဒီလိုမျိုး card လေးတွေကတော့ဒီလိုသွားစီခြင်းကြောင်းပြထားတယ်ပြီးတော့အခက်အခဲအတားအဆီးလေးတွေတစ်ချက်ပေါ့နော်ဒီလို challenge လေးတွေကြုံလာရင်တော့မှဒီ relationship မှာစိတ်ရှည်သီးခံစွာနဲ့ဖြည့်ရှင်းပြီးတော့မှဆက်လက်ပြီးတော့သွားဖို့အတွက်လည်းအကြံပြုတိုက်တွန်းထားပါတယ်။ဘာလို့လဲဆိုတော့ဒီ relationship လေးကအရန်ကိုတည်တံ့ခိုင်မြဲနေပြီဖြစ်တယ်လीเนาะအများကြီးတည်ဆောက်ထားခဲ့တာဖြစ်တဲ့အတွက်ဆက်ပြီးတော့မှအရင်ကြီးမြုပ်နှံဖို့ invest လုပ်ဖို့အတွက်ထိုက်တန်ပါတယ်ဆိုတာလေးကိုလည်းပြထားပါတယ်။ဒီ love reading လေးကတော့အရန်ကိုချစ်ဖို့ကောင်းတဲ့ love reading လေးပေါ့နော်ဒီနေ့ collective message လေးကတော့ဒီနေ့အတွက်ဒါကတော့ love reading ဖြစ်ပါတယ် collective love reading ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုကိုယ့်ရဲ့ relationship မှာဘယ်လိုအခြေအနေမျိုးလေးတွေရှိလဲဆိုတာလေးကိုလည်း comment လေးမှာရေးပေးခဲ့ပါအောင်နော်ဒီ reading ကကိုယ့်နဲ့ energy ကိုက်ညီတယ်ဆိုရင်ဒီ post ဒီ channel လေးကို like follow subscribe လုပ်ခဲ့ပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်